ကွေးတို့သွားတော့ဘလို့လောက်ကမလဲဘလို့မှမလုံးနဲ့ကြုံနေတဲ့ကွေးလေးကိုပလာရနဲ့ဟောလို့ဆွဲညက်ပြီးရင်ဟောလို့ဆွဲဆန်ထုတ်လိုက်အဲ့ဒါဆိုရင်ကွေးလေးကရှေ့ပါလာလိမ့်မယ်棒ဒီလိုယောက်ျားတွေကိုငါပြောမယ် Oh no ဒီလိုယောက်ျားတွေကလေဘယ်ထားဘူးတဲ့ကောင်မလေးတွေဆိုရင်စက်မတွဲချင်ကြတော့ဟမ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်နဲ့ဒီမှာစာအုပ်ဆိုတာဘလောက်ပဲဟောက်ဟောက်ကိုမဖတ်ရသေးအစ်စ်ပဲအဲ့တော့ဟုတ်ပါတယ်ဒါပေမဲ့ငါတို့ဖတ်ချင်တဲ့နေရာပြဲနေတယ်ကိုဖုန်းထဲမှာမှတ်ထားတဲ့မိုင်လက်စော်ဘာတူလဲဘယ်ကကောင်မလဲဘာလဲနောက်ကောင်မရနေရလားဟဲ့အဲ့ဒါငါအမေဟဲ့အော်တဲ့မသိလို့ပါကိုက sorry စိတ်လျှော့ဒီလိုပဲပြောတတ်ရတော့တဲ့ကိုစိတ်မဆိုးပါနဲ့ကွာနင်ကပြက်ပြီတဲ့ဘက်ကပြက်မှတေးကြလားအေးတဲ့ဘက်ကတကယ်ပြက်မယ်ဆိုတော့လေနောက်ဆုံးအနေနဲ့ကိုမျက်နှာလေးကိုကြည့်ပြီးကိုမေးရလို့ဖြေပေးပါလားတဲ့ဘာလဲပြောကိုချောလိုက်ရင်အဲ့လိုစောက်ပေါ်လုံးနင်ကလည်းပြက်တာသလားကျေးဇူးတင်ပါတယ်လို့